ငါမင်းကိုလွမ်းနေဆိုတာကို I miss you အပြင်တခြားဘာပြောလို့ရသေးလဲ Hello အေးဝိအားလားအေးအားပါတယ်ဘာလို့လဲငါမေးစရာလေးရှိလို့နင်လည်းသိရတဲ့အတိုင်းငါနဲ့ငါကောင်လေးနဲ့အခုအဲ့ဒီရဲဆိုတော့ငါတို့လွမ်းနေလို့ပို့ကျင်တာကွာဒါပေမဲ့တစ်ခါလာလဲ I miss you တစ်ခါလာလဲ I miss you ဆိုတော့ဘယ်လိုပြောရမလဲငါရိုးသွားမှကြောက်လို့ဟာတည်လားအဲ့တော့ခုငါမင်းကိုလွမ်းနေဆိုတာကို I miss you အပြင်တခြားဘာပြောလို့ရသေးလဲငါနေငါကောင်လေးကိုကျူးကျင်လို့ဟာငါမှတော့ရေးစားမရှိပါဘူးဆိုမှဟာငါကောင်လေးကိုကျူးကျင်လို့ဟာပြောပြအေးကောင်းမလဲငါနင့်ကိုလွမ်းနေဆိုတဲ့အတိတ်ပဲတိုက်ရိုက်တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါနဲ့ဆက်နေတဲ့အတုံးများတဲ့စာကြောင်းလေးပြပြမယ်ရရဘယ်လိုပဲဖြစ်ဖြစ်အများကြီးတော့မပြောနဲ့ငါသိမမှတ်နိုင်လို့ပထမဆုံးကြောင်းကတော့ဟဲ့မင်းဒီမှာရှင့်ကောင်းမှာပဲပေါ့ I wish you were here I wish you were here ပြီးရင်ဘာပြောလို့ရသေးလဲဆိုတော့မင်းနဲ့အတူမရှိရတဲ့အချိန်တိုင်းကအကြာကြီးလို့ခံစားရတယ် Every moment without you feels too long Every moment without you feels too long မင်းကြောင့်ငါတနေ့လုံးတွေးနေမိတာ I've been thinking about you all day I've been thinking about you all day မင်းနာမရှိတဲ့အချိန်လေးတွေလွမ်းနေ I miss having you around I miss having you around မင်းနဲ့တွေ့ရဖို့မစောင့်နိုင်တော့ Can't wait to see you Can't wait to see you နောက်ဆုံးတစ်ခုကတော့သူချက်ချင်းပြန်လာကြသေးပေါက်ရမယ်ဒီလိုချုပ်လိုက်မင်းမရှိရင်ငါဘဝမပြည့်စုံဘူးလို့ခံစားရတယ် I feel incomplete without you I feel incomplete without you တိပိရပြီနော်ပြောလိုက်တော့အနုမောကြိုးပါမယ်ဒါပဲနော် bye bye ဟုတ်ပါပြီရပါတယ် Okay ဟဲ့ကောင်လေးညကြဖုန်းဆက်လိုက်မယ်နော်